နားဆင်နေကြတဲ့သောသားရှင်များအားလုံးမင်္ဂလာပါရှင် BMA Health Talk Podcast မှာကြိုဆိုပါရစေ။ကျွန်မကဒေါက်တာညီအေးတင်ပါအထွေထွေယောဂကုသမားတော်တူဖြစ်ပြီး American နိုင်ငံကယ်လီဖိုးနီးယားပြည်နယ် Shepherd Medical Group မှာ Primary Care Internist အနေနဲ့အလုပ်လုပ်ကိုင်နေပါတယ်။ကျမတို့ Burmese American Medical Association မြန်မာ American ဆေးပညာအသင်း Southern California က podcast ထုတ်လွှင့်ရတဲ့ရည်ရွယ်ချက်ကတော့လူထုကျန်းမာရေးအသိပညာကျွယ်စေဖို့အတွက်ဖြစ်ပါတယ်။ဒီနေ့မှာတော့ကျမတို့ယောဂဗေဒဆရာဝန် pathologist Dr. Jennifer Lee ခေါ် Dr. စုခိုင်ဝင်းနဲ့သိင်ကောင်းကင်ဆာအကြောင်းတီကောင်းစရာတွေကိုဆွေးနွေးရင်းအသိပညာဝေမျှမဲ့အစီအစဉ်ဖြစ်ပါတယ်။ဒေါက်တာဂျင်နီဖာလီကဆေးတက္ကသိုလ်ရန်ကုန်မှဆေးပညာဘွဲကိုရရှိခဲ့ပြီးတော့ယောဂဗေဒ pathology MSc ဘွဲကိုထပ်မံရရှိခဲ့ပါတယ်။အဲဒီနောက်မှာတော့ American နိုင်ငံလူဝီဇီယားနားပြည်နယ် Shreveport မြို့မှာရှိတဲ့ Louisiana State University မှာယောဂဗေဒဆိုင်ရာဆေးပညာ pathology residency ကို4 နှစ်ကြာပညာစည်းပူးခဲ့ပါတယ်။အဲဒီနောက်မှာတော့ Cedar Sinai Medical Center မှာ Cytopathology အထူးပြုပညာရပ်ကိုတစ်နှစ်ထပ်မံလေ့လာခဲ့ပါတယ်။အခုလက်ရှိမှာတော့ American နိုင်ငံ Los Angeles မြို့မှာရှိတဲ့ Cedar Sinai Medical Center မှာ Board Certified Pathologist အနေနဲ့အလုပ်လုပ်ကိုင်နေပါတယ်။တငယ်ချင်းဂျန်နီရေမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ပါအခုလို BMA Health Talk Podcast မှာကိုမြန်မာပြည်သူပြည်သားတွေကျန်းမာရေးအသိပညာတိုးပွားဖို့အတွက်အချိန်ယူပြီးတော့လာရောက်ပြောကြားပေးတဲ့အတွက် BMA အသင်းကိုစားကျေးဇူးတင်ကြောင်းပြောချင်ပါတယ်တကယ်ချင်းရေဟုတ်ကဲ့ပါဂျန်နီဖာလည်းအခုလိုပါဝင်ခွင့်ရတဲ့အတွက်ဝမ်းသာဂုဏ်ယူမိပါတယ်ဟုတ်ကဲ့ပါဦးဆုံးအနေနဲ့တိမ်ကောင်းကန်ဆာအကြောင်းသိရှိဖို့နဲ့ပုံမှန်စစ်ဆေးဖို့ဘာကြောင့်အရေးကြီးသလဲဆိုတာရှင်းပြပေးပါဦးဟုတ်ကဲ့တိမ်ကောင်းကင်ဆာကမ္ဘာတဝန်းမှာရှိတဲ့အမျိုးသမီးတွေမှာဆိုရင်စတုတ္ထမြောက်အဖြစ်များဆုံးကင်ဆာဖြစ်ပေမဲ့အမေရိကန်ပြည်ထောင်စုမှာရှိတဲ့အမျိုးသမီးတွေအတွက်ကတော့14ခုမြောက်အဖြစ်များဆုံးကင်ဆာဖြစ်ပါတယ်ကမ္ဘာလုံးဆိုင်ရာဖြစ်ပွားမှုနှုန်းမှာအမျိုးသမီးတစ်သိန်းမှာ73သန်းရှိတယ်လို့ဖော်ပြထားပါတယ်တိမ်ကောင်းကင်ဆာကအဓိကအဖြစ်တော့ HPV Human Papilloma Virus လို့ခေါ်တဲ့ virus တစ်မျိုးနဲ့ကြာရှည်စွာယောဂပိုးကူးစက်မှုကြောင့်ဖြစ်ပွားခြင်းဖြစ်ပါတယ်အမေရိကန်လူဦးရေအားလုံးရဲ့85%ကတိမ်ကောင်းကင်ဆာဖြစ်စေနိုင်တဲ့ HPV ပိုးကူးစက်နေလိမ့်မယ်လို့ကိန်းဂဏန်းအချက်အလက်တွေကခန့်မှန်းဖော်ပြကြပြီးအမေရိကန်မှာနှစ်စဉ်လူဦးရေရဲ့36,500လောက်က HPV ကြောင့်ဖြစ်တဲ့ကင်ဆာတွေဖြစ်ပွားနေနိုင်ပါတယ်။အဲ့ဒီလူဦးရေရဲ့90%ကကာကွယ်လို့ရတဲ့ HPV ပိုးတွေကြောင့်ဖြစ်နေကြတာပါ။ကင်ဆာဖြစ်စေနိုင်တဲ့ HPV ပိုးတွေကိုကာကွယ်ဆေးထိုးခြင်းဖြင့်လွယ်လွယ်ကူကူကာကွယ်နိုင်တဲ့အပြင်ပုံမှန်ယောဂစစ်ဆေးခြင်းဖြင့်ကင်ဆာအကျိုးစစ်မှန်ကြိုတင်သိရှိပြီးတော့အသေးစားခွဲစိတ်မှုပြုလုပ်ခြင်းနဲ့တောင်ကုသပျောက်ကင်းနိုင်ပါတယ်။ဒါကြောင့်နိုင်ငံပေါင်းများစွာမှာတိမ်ကောင်းကင်ဆာဖြစ်မှုနှုန်းကတိတိတတ်တာလျော့နည်းလာတာကိုတွေ့ရှိနိုင်ပါတယ်အမှန်ပဲနော်ကာကွယ်ဆေးထိုးတာနဲ့ယောဂပုံမှန်စစ်ဆေးတာကြောင့်ဆေးကုသမှုကိုအချိန်မီခံယူနိုင်ပြီးယောဂပျောက်ကင်းစေနိုင်တာပေါ့နော်ဒါဆိုတစ်ဆက်တည်းမှာပဲပုံမှန်ယောဂစစ်ဆေးနည်းအကြောင်းကိုလည်းပြောပြပေးပါဦးဟုတ်ကဲ့တိမ်ကောင်းကင်ဆာစစ်ဆေးမှု Pap smear Screening အဲ့ဒီ program ကလေအမေရိကန်ပြည်ထောင်စုမှာဆိုရင်နှစ်စဉ်ပုံမှန်ကျန်းမာရေးစစ်ဆေးမှုအစီအစဉ် annual check-up ရဲ့တစိမ့်တရေတာဖြစ်တာအတွက်ကြောင့်မလို့ကျန်းမာရေးအာမခံရှိတဲ့လူတိုင်းအခမဲ့စစ်ဆေးနိုင်တယ်။ United States Preventive Service Task Force ကချမှတ်ထားတဲ့လမ်းညွှန်ချက်အရဆိုရင်အသက်21နှစ်ကနေ65နှစ်အတွင်းမှာရှိတဲ့အမျိုးသမီးတိုင်းစစ်ဆေးမှုခံယူတင်တယ်။21နှစ်ကနေ30နှစ်အတွင်းဆိုရင်3နှစ်တစ်ကြိမ် Pap smear ယူလို့ရတယ်။30ကနေ65နှစ်အတွင်းဆိုရင်တော့ Pap smear ကို3နှစ်တစ်ကြိမ်ဒါမှမဟုတ် co-test လို့ခေါ်တဲ့ Pap smear နဲ့ HPV test အပေါင်းပေါ့နော်အဲ့ဒါဆိုရင်တော့9နှစ်တစ်ကြိမ်စစ်ဆေးနိုင်တယ်65နှစ်ပြည့်ပြီးသွားပြီလွန်ခဲ့တဲ့10နှစ်ထဲမှာလည်းပုံမှန်စစ်ဆေးမှုလုပ်ခဲ့တဲ့ CIN2 ဆိုတဲ့ဒုတိယအလယ်လက်တန်းစားအဆင့်အကျိုးကင်ဆာနဲ့အထက်အဖြေမရခဲ့ဘူးဆိုရင်စစ်ဆေးမှုတွေရက်လို့ရပါပြီအကယ်၍တအိမ်ကောင်းကင်ဆာကြောင့်မဟုတ်ပဲတခြားအကြောင်းတစ်ခုခုကြောင့်တအိမ်ထုတ်ထားတဲ့အမျိုးသမီးတွေဆိုရင်လည်းစစ်ဆေးမှုရက်လို့ရပါတယ်
ဒါပေမဲ့ခုခံအားကျဆင်းတဲ့ယောဂတွေဒါမှမဟုတ်ကင်ဆာတခြားယောဂတစ်ခုခုကြောင့်ဥပမာကိုတွင်းအင်ကအစားထိုးထားလို့ဖြစ်ဖြစ်အဲ့ဒီအကြောင်းအရာတွေကြောင့်မလို့ကိုခံအားကျဆင်းစေတဲ့ဆေးဝါးတွေကိုတောက်သုံးနေကြတဲ့အမျိုးသမီးတွေဆိုရင်တော့3နှစ်တစ်ခါနဲ့တက်လုံးစစ်ဆေးသင့်တယ်နော်Pap smear ကိုကိုယ့်မိသားစုဆရာဝန်ဒါမှမဟုတ်ကိုယ့်ရဲ့သားပွားမီးရဲ့ဆရာဝန် OBGYN စီမှာ annual check-up သွားတဲ့ visit မှာတင်တစ်ခါလေးယူလို့ရတယ်။တိမ်ခေါင်းအဝမှာ brush ကလေးနဲ့တိမ်ခေါင်းနံရံရဲ့မျက်နှာပြင်ပေါ်က cells တွေကိုအသားအရနမူနာယူပြီးတော့ဓာတ်ခွဲခန်းကိုပို့ဆောင်စစ်ဆေးမှာပါ။ HPV test ကိုလည်းအဲ့ဒီနမူနာကိုပဲသုံးပြီးစစ်ဆေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ခါနမူနာယူစရာမလိုပါဘူး။ဒါအပြင်မေလ2024ကစပြီးတော့ဆေးရုံဆေးကမ်းမှာ Pap smear မယူလို့တဲ့အမျိုးသမီးတွေဒါမှမဟုတ်ဆေးရုံဆေးကမ်းသွားဖို့အတွက်အခွင့်မသာအချိန်မပေးနိုင်တဲ့အမျိုးသမီးတွေအတွက်အိမ်မှာတင်ကိုယ့်ဘာသာကိုနမူနာယူလို့ရတဲ့ HPV self test kit တွေကိုအသုံးပြုဖို့အတွက် FDA ကခွင့်ပြုပေးခဲ့ပါတယ်ဟုတ်ပြီဒါဆိုနမူနာယူပြီးဓာတ်ခွဲခန်းကိုပို့လိုက်ပြီးဆိုပါစို့ဘလို့အဆင့်တွေထပ်ပြီးတော့လှုပ်ဆောင်မှာပါလေပြီးရင်အဖြေရဖို့အချိန်ဘယ်လောက်စောင့်ရတတ်တယ်လဲဆိုတာကိုပြောပြပေးပါဦးဓာတ်ခွဲခန်းကိုရောက်လာတဲ့နမူနာကိုစက်ကရိယာတွေသုံးပြီးတော့ slide ဆိုတဲ့မှန်ပြားပေါ်မှာတင်တယ်။အဲ့ဒီနောက်မှာအလိုအလျောက်ဆက်တွေသုံးပြီးတော့စိတ်ဆိုးပေးရတယ်။ရလာတဲ့မှန်ချက်ပြားတွေကိုပထမဦးစွာ cytotechnologist လို့ခေါ်တဲ့ပညာရှင်တွေကအသေးစိတ်အနုကြည့်မှန်ပြောင်းနဲ့ကြည့်ရှုစစ်ဆေးပေးပါတယ်။အဲ့ဒီနောက်မှာ computer analysis system ဆိုတဲ့ laboratory information system ကနေအရင်စစ်ဆေးရရှိခဲ့တဲ့အဖြေတွေမိသားစုဆရာဝန်ကရေးထည့်ပေးလိုက်တဲ့ယောဂရာဇဝင်တွေပေါ်မှာမူတည်ပြီးတော့ဒုတိယအဆင့်စစ်ဆေးဖို့လိုအပ်ရင်အချက်ပြတယ်။အဲ့ဒီအချက်ပြမှုလည်းမရှိခဲ့ဘူး။အဖြေကလည်းပုံမှန်ပဲဆိုရင်တော့ cytotechnologist တွေကအဖြေကိုထုတ်ပေးလို့ရပါတယ်။ပုံမှန်မှန်တာရှိခဲ့မယ်ဆိုရင်တော့ဝါရင် cytotechnologist နောက်တစ်ဦးကနေပြီးတော့နောက်တစ်ကြိမ်စစ်ဆေးပေးရပါတယ်။ဒါအပြင် cytopathologist လို့ခေါ်တဲ့ယောဂဗေဒဆရာဝန်စီကိုထပ်မံပေးပို့ပြီးတော့စစ်ဆေးစေရပါတယ်။အဲ့လိုစစ်ဆေးတဲ့နေရာမှာဓာတ်ခွဲခန်းတစ်ခုကနေ cytotechnologist တဦးကတစ်နေ့ကိုစစ်ဆေးနိုင်တဲ့မှန်ပြားပမာဏအကန့်အသတ်ရှိတဲ့အတွက်ကြောင့်အဖြေရဖို့အတွက်တစ်ပတ်ကနေ3ပတ်ထိကြာနိုင်တယ်။တဘောကတော့ပို့တဲ့ဓာတ်ခွဲခန်းရဲ့အလုပ်ဝင်လူစွမ်းအားအရင်းမြစ်လုံလောက်မှုရှိမရှိ artificial intelligence လို့ခေါ်တဲ့ AI နည်းပညာသုံးစက်ပစ္စည်းအကူအညီရှိမရှိကိစ္စခုချင်းစီရဲ့ရှုပ်ထွေးမှုတွေပေါ်မှာမူတည်ပြီးတော့ကြာမြင့်ချိန်ကအတိုးအလျှော့ရှိနိုင်ပါတယ်။အဲ့ဒီဓာတ်ခွဲခန်းတွေကိုအတိအမှတ်ပြုလက်မှတ်ထုတ်ပေးနေတဲ့အဖွဲ့အစည်းတွေကကန့်သက်ချက်တွေကိုလိုက်နာမှုရှိမရှိပုံမှန်စောင့်ကြည့်နေတဲ့အတွက်ကြောင့်မလို့ဓာတ်ခွဲခန်းတိုင်းကတိတိကျကျလိုက်နာကြရပါတယ်။ HPV test ကိုကြတော့မှန်ပြားပြုလုပ်ပြီးတော့ကြံတဲ့နမူနာကိုသုံးပြီးတော့ microbiology အဏုဇီဝဗေဒဌာနကိုပို့ပြီးတော့ထပ်မံစစ်ဆေးရပါတယ်။အဲ့ဒီဌာနမှာ FDA ကခွင့်ပြုထားတဲ့စက်တွေကိုသုံးပြီးကင်ဆာဖြစ်ဖို့အတွက်အနေနဲ့မြင်မာတဲ့ high risk HPV 14မျိုးကိုစစ်ဆေးပြီးတော့အဖြေထုတ်ပေးပါတယ်။အဲ့ဒီနောက်မှာတော့ဓာတ်ခွဲခန်းကထုတ်ပေးလိုက်တဲ့အဖြေတွေကိုသက်ဆိုင်ရာဆရာဝန်ကလူနာစီကိုအကြောင်းကြားပြီးတော့ရှင်းလင်းပြောပြပေးပါတယ်။ဒါကြောင့်အဖြေတွေကတစ်ခါတစ်ပတ်လောက်ကြာနေရအောင်နော်။နောက်ပြီး Pap smear အဖြေနဲ့ပတ်သက်ပြီးနည်းနည်းလောက်ရှင်းပြပေးပါလားတကယ်ချင်း။ဟုတ်ကဲ့။ကင်ဆာ cells တွေတွေ့ရင်တော့ကင်ဆာအဖြေတန်းပေးလို့ရတယ်ပေါ့နော်။ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ကာကွယ်ဆေးတွေနဲ့ screening ဆိုတဲ့ပုံမှန်စစ်ဆေးမှုတွေကြောင့်မလို့ဒီလောက်ကင်ဆာအဆင့်ထိရောက်တာမတွေ့ရတဲ့လောက်ရှားပါးလာပါတယ်။အကျိုးကင်ဆာအဆင့်အမျိုးမျိုးနဲ့ atypical လို့ခေါ်တဲ့ပုံမှန်မဟုတ်တဲ့ cells တွေကိုပဲအတွေ့ရများတယ်။ HSIL, HSIL ဆိုတဲ့တိမ်ခေါင်းအကျိုးကင်ဆာအမြင့်စားအဆင့်ဒါမှမဟုတ် ASCH, SH ဆိုတဲ့အကျိုးကင်ဆာအမြင့်စားဖြစ်စေနိုင်တဲ့မူမမှန် cells တွေရှိနေပါတယ်ဆိုတဲ့အဖြေနှစ်ခုရလာပြီဆိုရင်တော့နောက်တစ်ကြိမ်ဆေးကန်းကို follow up visit သွားဖို့အတွက်အရန်ရေးကြည့်ပါတယ်။ဒီနေရာမှာရှင်းပြချင်တာနောက်တစ်ခုက ASCH လို့ခေါ်တဲ့ cells တွေကိုကင်ဆာကြောင့်မဟုတ်ဘဲတအိမ်ကောင်းပြောင်းလဲမှုတခြားအကြောင်းအရာတွေကြောင့်လည်းတွေ့နိုင်ပါတယ်။ဒါကြောင့်ဒီအဖြေတွေရပြီဆိုရင်တော့ cervical biopsy လို့ခေါ်တဲ့တအိမ်ကောင်းအသားစားကိုယူပြီးတော့ယောဂရှာဖွေဖို့အတွက် OBGYN သားဖွားမီးရဲ့ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ဒါမှမဟုတ်ပဲ LSIL, LC လို့ခေါ်တဲ့တအိမ်ကောင်းအချိုကင်ဆာအနှိမ်စာအဆင့်သစ်နဲ့ SCAS, ASCUS, SCAS လို့ခေါ်တဲ့အချိုကင်ဆာအနှိမ်ဖြစ်စေနိုင်တဲ့မူမမှန် cells တွေရှိနေပါတယ်ဆိုတဲ့အဖြေမျိုးတွေရခဲ့မယ်ဆိုရင်တော့ပြီးခဲ့တဲ့စစ်ဆေးမှုတွေကရတဲ့အဖြေတွေ HPV DNA test တွေရဲ့အဖြေတွေကိုပေါင်းပြီးတော့မှနောက်ပါဆက်လုပ်ရမလဲဆိုတာကိုဆုံးဖြတ်ရပါမယ်။ဒီနေရာမှာလည်း SCAS ဆိုတာမသေးကြတဲ့အနေအထားတစ်ခုတာဖြစ်ပြီးတော့ကင်ဆာမဟုတ်တဲ့အခြားအကြောင်းအရာတွေအများကြီးကြောင့်လည်းဒီအဖြေဟာရလာနိုင်ပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့ဆရာဝန်နဲ့ပြန်လည်တိုင်ပင်ဖို့တို့ကအရန်ရေးကြည့်ပါတယ်။အပိုအနေနဲ့က
မိုယောဂကပ်ပါယောဂတွေရှိမယ်ဆိုရင်လည်း Pap smear မှာပေါ်လာနိုင်ပါတယ်။တခါတလေ Pap smear ရဲ့အဓိကရည်ရွယ်ချက်မဟုတ်တဲ့ adenocarcinoma ဆိုတဲ့သိမ်ကောင်းနံရံအတွင်းနံရံကင်ဆာတွေတခြားသိမ်ကင်ဆာတွေရဲ့မူမမှန် cells တွေကိုလည်း Pap smear မှာတွေ့ရနိုင်ပါတယ်။တစ်ခုသတိပြုရမှာက Pap smear test က screening test ဆိုတဲ့ပဏာမစစ်ဆေးချက်တစ်ခုသာဖြစ်တာအတွက်ကြောင့်မလို့ချွင်းချက်တချို့ကလွဲပြီးတော့ biopsy ဆိုတဲ့ diagnostic test အသားစားယူပြီးတော့ယောဂအတည်ပြုတဲ့စစ်ဆေးချက်နောက်တစ်ဆင့်လိုအပ်ပါတယ်။ဥပမာအားဖြင့် Pap smear မှာပုံမမှန် cells တွေရှိနေပြီဆိုတာနဲ့ယောဂသေချာပေါက်ရှိတယ်လို့သတ်မှတ်လို့မရဘဲနဲ့ biopsy အသားစားယူပြီးတော့မှဓာတ်ခွဲစစ်ဆေးပြီးတော့အဖြေထုတ်ရမယ်လို့ဆိုလိုချင်တာပါ။ဒါဆိုနောက်တစ်ခုသိချင်တာလေးရှိပါသေးတယ်။အဲ့ဒါကတော့ကို test မှာပါတဲ့ HPV test အဖြေအကြောင်းပါ။ဟုတ်ကဲ့ HPV test တွေမှာက HPV 16နဲ့18ဒီနှစ်မျိုးကိုတီးတန့်ထုတ်ပေးတယ်။တခြားအမျိုးပေါင်း12မျိုးကိုကြတော့ပေါင်းပြီးတော့ other high risk HPV အနေနဲ့ထုတ်ပေးပါတယ်။ဘာကြောင့်လဲဆိုတော့16နဲ့18က HPV ကြောင့်ဖြစ်တဲ့ကင်ဆာအားလုံးရဲ့80%ကိုဖြစ်စေတဲ့တရားခံဖြစ်လို့ပါပဲ။အဲ့ဒီအဖြေတစ်ခုတည်းရှိတာနဲ့ကို Pap smear မှာပုံမှန်ဖြစ်နေတာတော့မှအသားစားယူပြီးတော့စစ်ဆေးဖို့သင့်ပါတယ်။အဲ့ဒါဆို HPV 16နဲ့18 16နဲ့18ကိုခွဲခြားသိဖို့ကအရေးကြီးတာပေါ့နော်။တခါတလေမှာ Pap smear HPV test အဖြေနဲ့ biopsy အဖြေတွေကကွဲလွဲနေတတ်တယ်နော်။အဲ့အကြောင်းနည်းနည်းလောက်သိခွင့်ရမလား။ biopsy ဆိုတဲ့အသားစားနမူနာအဖြေကတော့ gold standard စံနမူနာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအဖြေကိုနောက်ဆုံးဖြေအနေနဲ့ယူဆလို့ရပါတယ်။စမ်းသပ်စစ်ဆေးချက်တွေကအမျိုးမျိုးသောလမ်းညွှန်ချက်တွေကိုလိုက်နာတာတောင်မှ100%မှန်ကန်ဖို့အတွက်မဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ ASCCP ဆိုတဲ့ American အခြေပြုအဖွဲ့အစည်းကအန်ဒရယ်ဘယ်လောက်ရှိသလဲဆိုတာကိုတွက်ချက်ပြီးတော့ management လုပ်တဲ့ guideline တွေကိုချမှတ်ထားပါတယ်။အဲ့ဒီ guideline အရအဖြေတစ်ခုတည်းပေါ်မှာဆုံးဖြတ်တာမဟုတ်ဘဲနဲ့လူနာရဲ့အသက်အိမ်ထောင်ကိုယ်ဝန်ရှိမရှိအန္တရာယ်ရှိတဲ့တခြားအပြုအမူလေ့ကျင့်တွေရှိမရှိတခြားလိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ယောဂါတွေရှိမရှိစတဲ့အချက်ပေါင်းများစွာကိုထည့်သွင်းတွက်ချက်ပြီးတော့မှကုသမှုအကြံပေးပြုချက်များကိုပေးကြပါတယ်။ HPV ပိုးကလူဦးရေအားလုံးရဲ့85%မှာကူးနေမယ်လို့ခန့်မှန်းကြပေမဲ့ကူးစက်ခံရတဲ့လူအားလုံးရဲ့90%ကကိုယ့်ရဲ့ immune system ဇီဝစနစ်ကနေပြီးတော့အနိုင်ယူရှင်းလင်းနိုင်ပါတယ်။အဲ့ဒါကြောင့်မလို့အဖြေတွေမတူရတဲ့အကြောင်းအရာတွေထဲမှာဆိုရင်တော့ sampling error အသားစားနမူနာယူတဲ့နေရာအထက်တူမကြတာမျိုးတိမ်ကောင်းရဲ့အတွင်းကျဆုံးအပိုင်းမှာယောဂဖြစ်နေတဲ့အတွက်ကြောင့်မလို့နမူနာယူတဲ့အခါမှာပုံမှန် cells တွေမပါလာတာမျိုးအကျိုးကင်ဆာအနှိမ့်စားတွေမှာဆိုရင်လူရဲ့ခန္ဓာကိုယ်က immune system ဇီဝစနစ်ကနေပြီးတော့တိုက်ခိုက်အောင်မြင်သွားတဲ့အတွက်ကြောင့်မလို့ရှင်းလင်းသွားတာယောဂရှင်းလင်းသွားတာမျိုးvirus ကိုတိုက်ခိုက်ပြီးတော့အောင်မြင်ပြီးပေမဲ့ cells တွေကအကောင်းတိုင်းပြန်ဖြစ်ဖို့အတွက်အချိန်ကြန့်ကြာနေတာမျိုး virus ကဝင်နေပေမဲ့ cells တွေကိုမထိခိုက်သေးတဲ့ very early stage တွေမှာမျိုး HPV high risk မဟုတ်တဲ့တခြားအရေးပြားကျွမ်းလို့ပူကြောင့်ဖြစ်တဲ့ common wart ယောဂမျိုးတခြား HPV နဲ့မဆိုင်တဲ့တိမ်ကောင်းနိုင်ရန်ပြောင်းလဲမှုကြောင့် atypical ဆိုတဲ့မူမမှန် cells တွေရှိနေပါတယ်ဆိုတဲ့အဖြေထွက်တာမျိုးတွေကြောင့်လည်းဒီအဖြေတွေကထပ်တူမကျဖြစ်တတ်ပါတယ်ဟုတ်တယ်နော်ဒီချက်တွေအားလုံးကဖြစ်နိုင်တာပဲပြီးတော့လေ HPV ယောဂပိုးကလိမ်မတဆင့်ကူးစက်တတ်တဲ့ယောဂဆိုတော့လူနာတွေတော်တော်များများမှာယုံမားတန်တရားဖြစ်နေတဲ့မိကွန်းတစ်ခုရှိသေးတယ်အဲ့ဒါကတော့ HPV test positive ဆိုတာနဲ့ကိုယ့်ရဲ့လက်သွဲဖော်ကိုယ့်ရဲ့အိမ်အောင်ဘက်ကတစ္ဆာမဆောင်လို့ဒါမှမဟုတ်တခြားသူတယောက်နဲ့ပျော်ပါလို့ကူးစက်လာတာလို့သတ်မှတ်နိုင်တာတဲ့အဲ့ဒီလိုတော့မသတ်မှတ်နိုင်ပါဘူး HPV virus ကလိင်ကတဆင့်အဓိကကူးစက်တာတော့မှန်ပါတယ်ဒါပေမဲ့ DNA virus တွေရဲ့ထုံးစံအတိုင်းနှစ်ဆယ်စုနှစ်ကြာအောင်တိတ်တိတ်ကလေးခိုအောင်နေပြီးတော့ HPV test မှာစမ်းသပ်လို့မတွေ့နိုင်တာမျိုးကိုခံအားကြတဲ့အချိန်ကြတော့မှလူကိုတိုက်ခိုက်ပြီးတော့ယောဂလက္ခဏာစပြလာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါအပြင်ဒီလိုမျိုးတိတ်တဆိတ်ခိုအောင်နေတဲ့အချိန်မှတော့မှကိုယ့်ရဲ့လက်သွဲပေါ်စီကိုကူးစက်နိုင်တဲ့အတွက်ကြောင့်မို့ပိုးကဘယ်ကအစပြုတ်တယ်ဆိုတာမသိနိုင်ပါဘူး။ HPV ကကူးစက်လွယ်တဲ့ virus တစ်မျိုးဖြစ်တာကြောင့်မလို့တချို့စမ်းသပ်ချက်တွေမှာဆိုရင်လင်ကတစ်ဆင့်မဟုတ်ပဲအရေးပြားချင်းထိတွေ့မှုလက်ကတစ်ဆင့်၎င်းတခြားအသုံးဆောင်ပစ္စည်းတစ်ဆင့်၎င်းခဏတစ်ဖြုတ်ဝင်ရောက်နိုင်တယ်လို့ဆိုကြပါတယ်ဟုတ်ပါတယ် DNA virus အကုန်လုံးကကိုခံအားကြတဲ့အချိန်ကိုခွင်ကောင်းယူပြီးတော့ယောဂပေးမှာပါခုလူတွေအမေးများတဲ့မိကုန်းလေးဖြစ်တဲ့ HPV vaccination ကာကွယ်ဆေးအကြောင်းကိုအလှည့်ပေးကြရအောင်နော်ဟုတ်ကဲ့
2006 ခုနှစ်ကစပြီးတော့ HPV ၄မျိုးပေါင်းကာကွယ်ဆေးကိုအမေရိကမှာအသုံးပြုခဲ့ပြီးတော့2014ကစပြီးတော့ HPV 9မျိုးပေါင်းကာကွယ်ဆေးကိုအသုံးပြုခဲ့ပါတယ်။ကာကွယ်ဆေးတွေကိုအသက်9နှစ်ကနေ14နှစ်အတွင်းမှာဆို2ကြိမ်15နှစ်ကနေ45နှစ်အတွင်းမှာဆိုရင်3ကြိမ်ခုခံအားနည်းတဲ့လူတွေမှာဆိုရင်တော့9နှစ်ကနေ26နှစ်အတွင်းမှာလည်း3ကြိမ်ထိုးဖို့အတွက်ညွှန်ကြားကြပါတယ်။ HPV test positive ဖြစ်နေတာတော့မှတခြားမကူသေးတဲ့ပိုးမျိုးစားတွေကိုကာကွယ်ဖို့အတွက်ဒီကာကွယ်ဆေးကိုသင့်ပါတယ်။ကူးပြီးသားအမျိုးအစားပေါ်မှာတော့ကာကွယ်ဆေးကအကျိုးအာနိသင်သက်ရောက်မှုမရှိပါဘူး။နောက်တစ်ချက်က HPV ကြောင့်တအိမ်ခေါင်းကင်ဆာသာမကမိန်းမကိုကင်ဆာယောက်ျားလေးလိင်တန်းကင်ဆာစက်အိုကင်ဆာဂရင်းကင်ဆာတွေဖြစ်စေနိုင်တဲ့အတွက်ကြောင့်မလို့မိန်းကလေးတွေမကယောက်ျားလေးတွေလည်းကာကွယ်ဆေးထိုးဖို့အတွက်လိုအပ်ပါတယ်။ဒါအပြင် HPV 9မျိုးပေါင်းမှာကျွတ်နို့ဖြစ်စေနိုင်တဲ့ HPV 6နဲ့11မှာပါတဲ့အတွက်ကြောင့်မလို့ကြားမမရွေးထိုးဖို့ပိုပြီးသင့်တော်ပါတယ်။ကာကွယ်ဆေးမှာပါဝင်တာအသက်ရှိတဲ့ virus မဟုတ်ဘူးเนาะအပေါ်ယံအလွှာကပြန်လည်တိစောက်ထားတဲ့ L1 protein ဆိုတဲ့မကူးစက်နိုင်တဲ့ virus ကဲ့သို့ခံဆောင်နိုင်တဲ့ protein အပိုင်းစာလေးကိုပဲထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ခုခံအားနည်းတဲ့လူတွေတောင်မှဒီဆေးကိုစိတ်ချလက်ချထိုးနိုင်ပါတယ်။ကာကွယ်ဆေးရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့တခြားကာကွယ်ဆေးတွေလိုပဲပါဝင်ပစ္စည်းတွေနဲ့မတည့်တဲ့အမျိုးတွေထိုးထားတဲ့နေရာတွေမှာနားတာတွေရောင်ရမ်းတာတွေတရက်နှစ်ရက်အဖျားတက်တာမျိုးတွေရှိနေနိုင်ပါတယ်ဟုတ်ကဲ့ပါအခုလိုနားဆင်နေကြတဲ့မိဘပြည်သူများကကာကွယ်ဆေးထိုးခြင်းရဲ့ထိရောက်မှုနဲ့အကျိုးအာနိသင်ကိုသိရှိကြပြီမို့ကိုယ့်ရဲ့တသားမိမိတွေကို HPV ကာကွယ်ဆေးထိုးဖို့စိတ်ချလောက်ပြီးထင်ပါတယ်နော်ဒီလောက်ဆိုရင်တိမ်ခေါင်းကင်ဆာအကြောင်းနဲ့ Pap smear ပုံမှန်စစ်ဆေးခြင်း HPV ကာကွယ်ဆေးထိုးခြင်းတို့ရဲ့အရေးပါပုံကိုနားလည်သိရှိကြပြီမို့အမျိုးသမီးများအားလုံးတိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကိုကာကွယ်နိုင်မှုနှိုးဆော်အသိပေးအပ်ပါတယ်အခုလိုအသေးစိတ်ပြောကြားပေးတဲ့တငယ်ချင်းဒေါက်တာဂျန်နီဖာလီကိုကျေးဇူးအများကြီးတင်ပါတယ်။နားဆင်နေသူများအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမတို့ PMA ဖွဲ့ကဦးစီးပြီးလူထုကျန်းမာရေးဗဟုသုတတိုးပွားစေမဲ့ podcast အစီအစဉ်လေးတွေကိုအမြဲမပြတ်စူးစမ်းပြီးတင်ဆက်ပေးနေပါတယ်ရှင်။အားပေးဝန်းရံတဲ့အနေနဲ့ like, share, subscribe လုပ်ပေးကြပါလို့တောင်းဆိုပါရစေ။အကြံပြု comment လေးတွေရေးပေးပါနားဆင်ခြင်းနဲ့ topic လေးတွေရှိရင်လည်း comment မှာခြံထားခဲ့နိုင်ပါတယ်အစီအစဉ်များကိုစောင့်မျှော်နားဆင်ကြရင်ကျန်းမာရေးအသည့်နဲ့ဆေးပညာဘုဒ္ဓတာများကြွယ်ကြပါစေလို့ဆုတောင်းရင်ကျမတို့ရဲ့ဒီကနေ့ podcast အစီအစဉ်ကိုဒီမှာရပ်နားပါရစေရှင်